မင်္ဂလာပါမိကုန်းတွေအကြောင်းပြောကြရအောင်ပထမဆုံးအာလူကိုဒီလိုအတော်လေးတွေပြီးပါပြီးရင်အာလူကိုပြီးပါပြီးရင်အာလူကိုရေထဲပါပြီးရင်စားထဲပြီးအာလူကိုစားရုပ်ကောင်းမုံရင်းမုံထဲပြီးစီပူထဲကြော်ပါပြီးရင်စားခရမ်းကျင်ဒီ sauce မယောနီစ်ထဲပြီးစားသုံးနိုင်ပါတယ်မိကုန်းတစ်ခုစီတိုင်းပြီးနောက်တင်ညီများယုံကြည်မှုရှိကြောင်းဆုံးဖြတ်ပါယုံကြည်မှုရှိဖြေဆိုခြင်းဖြင့်အဖို့အမှတ်များရရှိနိုင်ပါသည်ဒါပေမဲ့အမားတွေကမင်းကိုနစ်နာစေလိမ့်မယ်အရင်ဆုံးအာလူကိုဒီလိုအတော်လေးတွေ့ပြီးပါပြီးရင်အာလူကိုပြီးပြန်ပြီးပါပြီးရင်အာလူကိုရေထဲပါပြီးရင်စားရုပ်ကောင်းကြုံမုံထဲအာလူထဲပြီးစီပူထဲကြော်ပါပြီးရင်စားခရမ်းကျင်ဒီ sauce မယောနီစ်ထဲပြီးစားသုံးပါအရင်ဆုံးအာလူကိုဒီလိုအတော်လေးတွေ့ပြီးထားပါပြီးရင်အာလူကိုပြီးဖို့ရှော့ချပြီးရင်အာလူကိုပြန်ပြီးဖို့ရှော့ချပြီးရင်အာလူကိုရေထဲပါပြီးရင်စားထဲပြီးအာလူကိုစားရုပ်ကောင်းမုံထဲပြီးစီပူထဲကြော်ပါပြီးရင်စားကက်ချက်နဲ့မယောနိထည့်ပြီးစားသုံးနိုင်ပါတယ်ပထမဦးစွာအာလူကိုဒီလိုအပိုင်းလေးတွေ့ပြီးရင်အာလူကိုပြီးပြန်ပြီးရင်အာလူကိုရေထဲစားထဲပြီးအာလူကိုစားရုပ်ကောင်းမုံထဲပြီးစီပူထဲချိုစားခရမ်းကျင်ဒီ sauce မယောနီစ်ထဲပြီးစားသုံးနိုင်ပါတယ်ဖွေးမုတ်တွေကြော်ထားသောအစားများကျဲချဲများရှိသည်ယခုအချိန်ဒီကျွန်ုပ်တို့အတွက်အချိန်ဖြစ်သည်simple တက်ပါနောက်တစ်ချိန်တွေ့မယ်ပြန်ရောက်တဲ့အခါသိစနေကြီးများဖြင့်တိုက်ရိုက်အတူမို့ကိုလက်ခံပြပါနောက်မှတွေ့မယ်